ကြည့်နေရင်းနဲ့တင်ဘောင်းမီထဲတေးထွက်မတက်ကြောက်ဖို့ကောင်းတဲ့တရေကားရဲ့အပိုင်တက်စတင်ပါပြီးရှောင်းကြီးတယောက်အယိုးပြအိုးကိုခေါင်းပေါ်မြောက်ပြီးကျမ်းပြင်ပေါ်အရှိန်နဲ့ရိုက်ခွဲလိုက်တဲ့အချိန်အိမ်ဟောင်းကြီးထဲမှာကြောက်စရာကောင်းတာတွေစတင်มาတော့တဲ့အဖွားဖြစ်သူနဲ့အမေဖြစ်သူစိန်ရှင်တို့အိမ်ပြန်ရောက်လာချိန်မှာသုံးထက်မြောက်ခန်းပျက်စီးနေတာကိုတွေ့ပြီးဒုက္ခတော့တွေ့ပြီးဆိုတာရိပ်မိလိုက်တဲ့အဖွားကဖုန်းနဲ့အကူအညီတောင်းဖို့ကြိုးစားပေမဲ့ဖုန်းလိုင်းတွေပါပြတ်တောက်နေခဲ့တာပါဒါနဲ့ပဲအဖွားဖြစ်သူဟာထီတချောင်းဆွဲပြီးအပြင်ကဆရာဆုံးစီကိုအကူအညီတောင်းဖို့ထွက်သွားခဲ့ပါတယ်အဖွားထွက်သွားတော့အမေစိတ်ရှင်းဟာသမီးဖြစ်သူရှောင်းချီရဲ့အခန်းထဲမှာလိုက်ရှာပါတယ်သမီးကိုမတွေ့ရပဲဗီဒီယိုကြီးတစ်ခုကိုသတိထားမိလိုက်ချိန်မှာပဲသူမရဲ့နောက်ကျောဘက်ကနေအမဲရောင်အရေးတစ်ခုဖြတ်ပြေးသွားခဲ့တဲ့စိတ်ရှင်းလဲဗီဒီယိုကိုထားခဲ့ပြီးနောက်ကနေထိတ်ထိတ်ပြပြလိုက်သွားခဲ့တာပါဒီဝစ်စုံလေးကိုတေချာမှတ်ထားပေးပါစိတ်ရှင်းသုံးထက်မြောက်ခန်းကိုရောက်သွားတဲ့အခါအခန်းတစ်ခုလုံးရှုပ်ပွားနေပြီးသမီးဖြစ်သူကိုတော့မတွေ့ရပါဘူးအဲ့ဒီအချိန်ကျမ်းပြင်တောင်းကနေဖန်ကော်လီလုံးလေးတစ်လုံးလိမ့်ထွက်လာတယ်ဖန်ကော်လီလေးလိမ့်သွားတဲ့လမ်းကြောင်းအတိုင်းလိုက်ကြည့်လိုက်တော့မှန်ပေါ်မှာသွေးနဲ့ရေးထားတဲ့စာသားတွေကိုတွေ့လိုက်ရတာပါစိတ်ရှင်းသွေးစာတွေကိုကတ်ကြည့်လိုက်တဲ့အချိန်အန်အောစရာကောင်းစွာနဲ့ပဲဗီဒီယိုထဲကအင်ဂျီဟာသူမရဲ့နောက်ကိုအလိုလိုလိုက်လာခဲ့ပါတယ်စိတ်ရှင်းကြောက်လန့်တကြားအော်ဟစ်ပြီးအပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့တကားကြီးကအလိုလိုတော့ကျသွားခဲ့ပါပြီကြောက်လန့်ပြီးဘာလို့ရမှန်းမသိဖြစ်နေတော့ပေါ်ကနေအရေးချို့စီးကြလာလို့ကင်ကြည့်လိုက်တော့လက်လက်ဆက်ဆက်သွေးဆက်တွေဖြစ်နေခဲ့ပါတယ်စိတ်ရှင်းကြောက်လန့်တကြားအော်ဟစ်ရင်ဗီဒီယိုထဲဝင်ပုံလိုက်ရတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဗီဒီယိုတကားပွင့်သွားပြီးကောင်လေးတစ်ယောက်ကသူမကိုထိတ်လန့်စွာကြည့်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီကောင်လေးကတော့သမီးဖြစ်သူရှောင်းချီရဲ့ရီးစားအာဂျီပါပဲအာဂျီဟာလွန်ခဲ့တဲ့ရက်ကရေကူးကန်မှာရှောင်းချီရေနစ်မလို့ဖြစ်ခဲ့တာကြောင့်စိတ်မချလို့လိုက်လာခဲ့တာပါစိတ်ရှင်းကိုတွေ့ချင်းပဲအာဂျီတယောက်ပုံစံမမှန်တာကိုရိပ်မိလိုက်တယ်အဲ့ဒီအချိန်မှာပဲဘေးကမှန်ကြီးရုတ်တရက်ကွဲအပ်သွားခဲ့တဲ့ထူးဆန်းတာကမှန်တဲ့ကမြင်ကွင်းဟာဒီအခန်းထဲကမြင်ကွင်းနဲ့လုံးဝမတူပဲခြားနားနေတာပါသူတို့နှစ်ယောက်မှန်သားကိုတိုးကပ်ကြည့်လိုက်တော့မှန်တဲ့ကနေတဆင့်အခြားကဘာတစ်ခုတည်းကိုကူးပြောင်းသွားလို့ရမှန်းသိလိုက်ရပါတယ်မှန်တဲ့ဝင်လိုက်တာနဲ့ရှောင်းချီရဲ့အတန်ကိုကြားလိုက်ရပြီးသတင်းပေါက်ကနေငုံကြည့်လိုက်တော့ရှောင်းချီဟာရေတွင်းဟောင်းကြီးတစ်ခုဘေးမှာရက်ပြီးပါဇက်ကနေခါထာရီရွတ်နေတာကိုတွေ့လိုက်ရတယ်ရှောင်းချီရေတွင်းထဲခုန်ဆင်းတော့မဲ့အတိုင်းဖြစ်နေတာမို့စိတ်ရှင်းလဲသမီးကိုသွားဆွဲပေမဲ့နောက်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်ရေတွင်းထဲကနေတရဲလက်ကြီးထွက်လာပြီးစိတ်ရှင်းကိုဆွဲချဖို့ကြိုးစားပါတော့တယ်အာဂျီကစိတ်ရှင်းကိုကယ်ဖို့ကြိုးစားပေမဲ့တရဲရဲ့အားကတမကအလွန်ကြီးမားနေခဲ့တယ်နောက်ဆုံးအာဂျီဟာဂါထာမန်နီယာတွေရွတ်ဖတ်လိုက်မှပဲစိတ်ရှင်းကိုကယ်ထုတ်နိုင်ခဲ့တာပါသူတို့နှစ်ယောက်စအဲခန်းထဲအထိပြေးဝင်သွားပြီးဖျားစစ်အောက်မှာပုံနေခဲ့ကြတယ်ဒါပေမဲ့တက်ပြင်းပြင်းမချရသေးမီမှာပဲစပွဲကြီးကအလိုလိုဆွဲဖက်ခံလိုက်ရပါတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ပျက်နေပြီးသမီးကိုလည်းမတွေ့ရသေးပဲတရေ၆တာကိုပဲစက်တိုက်ခံနေရလို့စိတ်ရှင်းတယောက်ယူမတက်ခံစားနေရပါတယ်အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်ကနေစိတ်ရှင်းရဲ့နာမည်ကိုခေါ်တန်းတွေကြားလိုက်ရလို့သုံးထက်မြောက်ကိုတက်ကြည့်လိုက်တော့သမီးဖြစ်သူရှောင်းကြီးကစေတနာမရှိတဲ့ရုပ်ပေါက်နဲ့ဆက်ပြအနိုးတီးနေတာကိုတွေ့လိုက်ရတယ်ရှောင်းကြီးဟာကက်ကြီးကိုယူပြီးသူမရဲ့လက်ပင်ကိုထိုးဆုပ်ဖို့ကြိုးစားလိုက်ချိန်မှာစိတ်ရှင်းကဝင်လူခဲ့ပါတယ်ဒါပေမဲ့အာဂျီရောက်လာပြီးကြည့်လိုက်တဲ့အခါစိတ်ရှင်းလက်ထဲမှာရှိနေတာရှောင်းကြီးမဟုတ်ပဲတရေအယုတ်ကြီးဖြစ်နေခဲ့တာပါသူတို့ဝင်လာခဲ့တဲ့မှန်တကားကြီးလည်းပိတ်သွားခဲ့ပါပြီတစ်ဖက်မှာတော့အဖွားခေါ်လာတဲ့ဆရာဆုံးရောက်လာပြီးတရေကိုနှိမ်နှင်းဖို့ဂါထာမန်နီယာတွေရွတ်ဆိုရင်းစိတ်ရှင်းရဲ့နာမည်ကိုအော်ခေါ်နေချဟိန်းကျမ်းပြင်ပေါ်ကနေတရေမကြီးတရွေ့ရွေ့ကာလာနေခဲ့ပါပြီ